လောကသားတွေကဆူညံတာကိုနှစ်သက်ကြတယ်ဒါကြောင့်မို့လို့တိတ်ဆိတ်ငြိမ်သက်တဲ့နေရာဆိုတာအလွန်ရှားပါးတဲ့နေရာတစ်ခုဖြစ်တယ်ဘုရားကိုကိုးကွယ်မြတ်နိုးတဲ့ဘုရားဘာသာနိုင်ငံလို့ပြောကြတဲ့မြန်မာနိုင်ငံမှာဆူညံမှုကအလွန်များတယ်ဘုရားဘာသာမဟုတ်တဲ့ဥရောပကနိုင်ငံတွေတို့အမေရိကန်နိုင်ငံတို့ရောက်ဖူးတဲ့လူတွေသိပါလိမ့်မယ်ဘယ်နေရာသွားတိတ်ဆိတ်ငြိမ်သက်နေတာပဲအိမ်ထဲမှာဆိုရင်လူရှိတယ်လို့တောင်မထင်ရဘူးစူပါမားကတ်တွေထဲဝင်သွားရင်လည်းလူရှိတယ်လို့တောင်မထင်ရဘူးအင်တန်မှငြိမ်သက်ကြတယ်ရုပ်ပြင်ကနာတွေမှာလည်းပဲအင်တန်မှငြိမ်သက်တယ်စူးစူးညံ့ညံ့စကားပြောနေတာမရှိသလောက်အံ့ဩဖွယ်ရာတွေ့ရတယ်သို့တော့ဘုရားဘာသာလို့အမိခံတဲ့မြန်မာနိုင်ငံမှာတိတ်ဆိတ်တဲ့နေရာဆို